အပိုင်းကိုအသက်ခွဲဖိတ်စာဆရာတို့ရေကျွန်တော်မြိုင်သားကိုတောက်လိုက်ဦးမယ်ပြပြဆူဆူဖြင့်သူ့ခန်းမှာထွက်လာတော့ဘိုက်ကလေးကိုမြင်လိုက်သည်တွင်ကျွန်ုပ်လည်းပစာအောင်သာဖြစ်ရတော့၏အကြောင်းမူမြတ်တရားဝယ်ပြီးသားသောအင်ဂျီလုံးကြီးအသစ်များဖြင့်စတိုင်တင်နေသည်မဟုတ်ပါလောအမေဒီလိုဆိုတော့လေငါတပည့်ကြီးကချောသားပဲကွာဟဲဆရာတို့ကလည်းထားနဲ့မြိုင်သားကိုဘာကိစ္စလဲတပည့်ကြီးဟိုမြတ်တရားတို့မင်္ဂလာဆောင်ဖိတ်စာကိုတွားရခိုင်းလို့တွားယူပေးမလို့ပါဖိတ်စာတရားတို့မင်္ဂလာဆောင်ဖိတ်စာကိုတွားယူမိဆိုရင်ကျွန်ုပ်လည်းဘိုက်ကလေးမျက်နှာကိုစစ်စစ်ကြည့်မိသူ့မျက်နှာကတီတီငင်ငင်ပဲမြတ်တရားတို့ဘယ်နေ့ရောက်မှလဲတဲ့တရေနေ့ဆိုရောက်မယ်လို့ပြောတာပဲဒါဆိုနေအောင်လေကျုပ်လက်ခဲ့မယ်ရတယ်ဆရာတို့ကျွန်တော်စောကြီးကိုဖော်ခေါ်ထားတယ်သွားပြီနော်ဆရာတို့ငါဆိုင်ပြေထွက်သွားသောတပည့်ကြီးကြောပြင်ကိုကြည့်ကျွန်ုပ်လည်းတပင်းချမိတော့၏တစ်ဖက်သက်ကြီးရှိနေရှာသောအင်္ဂလိပ်နှင့်ခြားသူတရား၏မင်္ဂလာဆောင်ဖိတ်စာကိုသူကိုယ်တိုင်တရရမည့်အဖြစ်ကသူ့ရင်ကိုမိမနာကျင်စလိမ့်မည်လေကိုယ်တိုင်ဆိုလျင်တော့ပောက်ကွဲကောင်းပောက်ကွဲမိပေလိမ့်မည်ယခုမူတပည့်ကြီးတီတီညီမို့ကျွန်ုပ်မှာအထင်မကြီးမှုเสียကြီးမိကကြိတ်ချီးမွမ်းကြတော့၏ဘက်ကလေးတယောက်မနက်တက်ကဖိတ်ဆက်သွားရသည်မှာနေဝင်တော့မြည်အခုထိပြန်မလာသေးဘက်ကလေးတတော်သောတောင်းရင်ထွက်သည်မို့ကျွန်ုပ်လည်းစိတ်ပူစားပြေထက်ရှာမိအပြူအာနိုးလာမိုး၏အတန်ကြားရတော့၏ဖြုတ်အတူပြီဝေးလာပြီဟဲ့အာနိုးဘာကိစ္စလဲကွာတကြီးခေါ်ခိုင်းလို့ဗျဘက်ကလေးတို့ရမ်းဖြစ်ကြလို့အခုထိတ်တုံးနဲ့ရောက်နေတယ်အဲ့ဒါကြောင့်လာခေါ်တာဟေးတကြီးအိမ်တို့တော်နေရောက်ခဲ့ကြ၏အချုပ်ခန်းနေရှိထိတ်တုံးဝဲမျိုးကြီးတို့အုပ်စုတွေ့လျရ၏တခုတည်းသောထိတ်တုံးတွင်တော့အမှုလူမီအိပ်ပျော်နေရှာသောဘက်ကလေးရာတွေ့လျရ၏ညနာတွင်လည်းညုံမဲ့တန်ရများဆွဲလျက်ဘလို့ဖြစ်ကြလာလဲတကြီးဘလို့ဖြစ်တာလဲဆိုတော့ကထွီးကဲစောကြီးရေဥဒုပိကိုမင်းမပြောလိုက်တော့တရားတို့မင်္ဂလာဆောင်ဖိတ်စာကိုညံသာတွင်တော်ရပြီးနောက်ဘက်ကလေးတို့ထန်တော်ရရောက်ခဲ့ကြ၏ထရင်မူကြောက်ခွေပေါ်သလိုချုပ်တီးထားခဲ့သမျှတို့ကိုအမှုနဲ့အတူပေါ်လာကြပြီးပေါ်တာပေါ်မကျင်ညာသည့်ဘဝမို့ဘက်ကလေးကအမှုပေါ်အယူစင်ကရှိနေကြတော့၏ဟေးဘယ်ကောင်လီလဲကွာစူညံနေတာပဲကိုရှိန်နဲ့ကိုဖီလင်တက်ကောင်းနေစေငါတင်ကြောင့်လက်ကြည့်မိတော့ညူကြီးတို့အုပ်စုဘသူတွေများလဲလို့ကောက်ရုပ်ပုံဆောက်တဲ့ခွေးကိုမင်းလည်းမစားနိုင်သူများစားမစ်ဆိုတော့လေဟောင်းကျင်တဲ့ကောင်ဘယ်နဲ့လဲကွာအခုတော့ဘိုက်ကလေးတထားကိုသူများလက်ကားပေးလိုက်ပြီပေါ့ကွာဟုတ်လားကောက်ရုပ်ပုံဆောက်တဲ့ခွေးဆိုတာမျိုးကြီးတို့ကခနဲ့ထူရမှကျင်တဲ့ဆိုတာမင်းလည်းသိတယ်နော်ဟဲသိပါတဲ့ကွာသိတယ်ဟဲတခုတော့ရှိတယ်နော်ခွေးကိုခနဲ့ထူရင်ခွေးကဘလို့ပြန်ကြိုက်တယ်ဆိုတာသိလိုက်အောင်မျိုးကြီးမျက်နှာနဲ့ဘက်ကလေးလက်သီးကတခုအသက်သွင်းကြတော့၏တခါတည်းပြုမို့ပြင်းမနားလည်းလင်းပြီးတော့စောကြီးကရမဲတွေဝင်မပါတော့ပဲတကြီးအိမ်တို့ဒုံစံပြေးကြတော့၏တကားစောကြီးပြောပြတော့ဘက်ကလေးဇလန်းကပြီးကြပြီပြင်းပြင်းထန်ထန်ဒဏ်ရာရတာတော့မရှိပါဘူးဒါပေမဲ့မူယူပြီးရမ်းဖြစ်ကြတာဖြစ်လို့ဒီတညတော့ထိတ်တုံးခက်ခက်ရမှာပဲဥတုပီရေဟုတ်ကဲ့ပါအဲ့ဒီတော့ခမရကညိုကြီးအဖေဦးချစ်နဲ့ပြပြလေးဖြစ်အောင်တညိတာမန်နေဂျာမှဒီကောင်တွေကိုခံဝင်ထုတ်ခိုင်းပြီးပြန်လွှတ်လိုက်မယ်ကျေးဇူးပါပဲတကြီးတထအတွက်ရင်းကျေးသိမ်မွေးသောလူတရားဖြစ်ဖို့ကြိုးစားနေသောလူတရားယခုမူတထအတွက်လူချမ်းကြီးဖြစ်ရပြန်ပြီကောမျက်နှာတန်ရဘလဘဝနဲ့အမှုလေးအပြုတ်နေရှာသောတပည့်ကျော်ကြီးကိုတေချာကြည့်ရင်သူ့လက်ထဲတွင်တစုံတစ်ခုကိုကြည်ပါအောင်စောရသည်ကိုတွေ့လျရ၏သူ့လက်ကိုအသာဖြီးပြီးကြည့်မိတော့တွေ့ကျင်နေပြီဖြစ်သောတထတို့၏မင်္ဂလာဆောင်ဖိတ်စာလေးတစ်စောင်ရည်သာခံစားရတာတော့ခံစားဖို့ကွာဒါပေမဲ့ဒီတော့အထီးဖြစ်ဖို့မကောင်းဘူးအခုတော့မင်္ဂလိတရားအတွက်နဲ့မူယူပြီးရံဖြစ်ကြတာတရားလုံးသိကုန်တော့ရှက်စရာကြီးပေါ့ဟုတ်ပါတယ်ဆရာတို့ရဲ့ကျွန်တော်မှားသားပါတယ်ရှက်နောက်တော့လည်းရမိပါတယ်မူတော်တို့ဖြစ်သွားတာပါတထားပြောခဲ့သလိုပဲကိုမထိန်သိနိုင်တဲ့လူညက်တယောက်ဖြစ်သွားခဲ့တယ်ဆရာတို့တထားပြန်လာရင်ဘယ်လိုမျက်နှာနဲ့တောင်ပြရမလဲမသိပါဘူးပုံလေးပြောရရင်တထားနဲ့မင်းကိစ္စမှာမင်းအများကြီးညံ့ခဲ့တဲ့ဘိုက်ကလေးတကယ်ဆိုအဖြူဝမဲတက်ကိုဖြစ်အောင်မင်းလောက်ခဲ့တဲ့ဒါဆိုဘာပဲပြောမင်းအခုတော့မခံစားနေရဘူးပေါ့
ဟုတ်လိုက်လေဥတုပီရဲ့ဟုတ်လိုက်လေကျွန်တော်ဆိုဒီနေ့မကြိုက်ဘူးပြောတယ်နော်အဲ့ဒီနေ့ပဲအလဲအကွက်ခံထားလိုက်တယ်ဟီဟီနောက်နေ့မိုးလင်းတာနဲ့အသက်ကဖလန်ပြန်ဖြစ်သွားပြန်ပြီဟဲအခုမင်းဟာကအုံမုံဆိုတော့ပူခံစားရမှာပေါ့အုံမုံယောဂဆိုတာကလည်းဖြေရမစိစိမရှိပဲမောင်ကြီးဟာစိုးလိုက်တဲ့အုံမုံယောဂမှာစိမရှိဘူးဟုတ်လားဥတုပီဟုတ်ပါဒါဆိုကိုရနာတီစိမရှိဆိုတော့ EINDS နဲ့အတူတူပဲပေါ့နော်ဒါဆိုဘက်ကလေးတော့သွားပြီပေါ့နော်စောကြည့်ထထမညောင်စမ်းနဲ့ကွာစကားကောင်းပြောနေတာအရှင်ပြက်လာတယ်တကယ်ဆိုမင်းမြတ်တရားကိုဖွင့်ပြောသင့်တယ်သူ့အသက်ကိုကဲတဲ့မင်းကိုသူလည်းစိတ်ဝင်စားကြည့်စိတ်ဝင်စားမှာပေါ့သူ့အတွင်းစိတ်ကိုဘယ်သူသိနိုင်မှာလဲဟုတ်တယ်ပြောဟုတ်တယ်လောက်ပြန်ပြီကျွန်တော်ဆိုတထားနဲ့ဒီကောင်အစင်မြင်နေပြီဆိုပြီးအနာလိုလဲရတာလေတကယ်ချင်းဖြစ်နေလို့သာနှုတ်မို့ဆိုချောင်းတော်ရိုက်ဖို့အစီအစဉ်ရှိတယ်တကယ်စောကြီးဟာစိတ်ညစ်ပါတယ်ဆိုကမှမင်းကတမောက်စိတ်မဆိုးမှနဲ့ကွာမင်းစိတ်ညစ်နေမှန်းသိလို့ပျော်စီဆိုပြီးပြောမိတာပါကဲဥတုပီဆက်ပြောခုမင်းဖြစ်ကကျုပ်ဖက်ဘူးတဲ့ကဘာကျော်စာရေးဆရာကြီးဘိုးဘွားစုရဲ့ဝိတုတပုံးနေတောင်တတ်တူနေသေးဘာရဲ့ဒီပူကြီးဖြစ်ကကဘာကျော်ဝိတုနဲ့တောင်တတ်တူနေသေးတယ်ဟုတ်လားဟုတ်ပါတခါတော့ကရွာတရားမှာတငယ်ချင်း3ယောက်ရှိတာပေါ့ကွာတိပြီမပြောနဲ့တော့တငယ်ချင်း3ယောက်ရှိသည်ဘိုးဘွားတပေါင်းနဲ့ပေါ်လာသည်ဆိုတဲ့ဇက်ကိုပြောတာမဟုတ်ဘူးလားနားထောင်ကျုပ်စိတ်မထိန်နိုင်တော့ပဲအကျဉ်းရင်ပကံလုံးနဲ့ထပေါက်ချေရစောကြီးလဲထိုအခါမှာတဟားနဲ့ထပြေးကြည့်တော့ဤအတော်ရှုပ်တဲ့စောကြီးဘယ်နာရောက်သွားပါလဲတငယ်ချင်း3ယောက်ရှိတာလေအေးဆိုပါတော့ကွာတူပြောရရင်အရွယ်ရလာကြတော့ယောက်ျားပြိုလေး2ဦးကမိမပြိုလေးကိုစိတ်ဝင်စားမိကြတဲ့အဲ့ဒီမှာလွမျိုးတဦးကမင်းအခုဖြစ်နေသလိုဟိုအကြောင်းထောက်ဒီအကြောင်းထောက်နဲ့စိုးရင်စိတ်များပြီးဖွံ့ဖြိုးရဘူးဖြစ်နေတာပေါ့တန်တဲ့ယောက်ျားလေးတဦးကတော့အေးဝင်ဖွံ့ဖြိုးပြီးမိမပြိုလေးမြစ်တာကိုတောင်းခံတော့မိမပြိုလေးကလက်ခံလိုက်ပြီးသူတို့2ယောက်လက်ထပ်လိုက်ကြရဆိုပါတော့သူတို့လက်ထပ်လိုက်ကြပြီမဲ့တငယ်ချင်း3ဦးဟာအရင်တိုင်းချစ်ခင်ပဲရှိချင်းနဲ့နေကြတာပေါ့ကွာအဲ့ဒီလိုနေကြပြီမဲ့အမိုးသမားကျရင်ရဲ့ရင်ထဲမှာစိတ်တစားတစ်ခုကခွဲမိလို့တငုံငွေနဲ့အငဲတဲ့လောက်ကျော်နေရှာတဲ့အဲ့ဒီလိုစိတ်တစားနာကဘာလဲဆိုတော့အကရတာပေါ့လေသူသာဖွင့်ပြခဲ့ရင်မမပြိုလေးကသူ့အပေါ်ဘလို့များသဘောထားမလဲဆိုတာသိကျင်နေတဲ့စိတ်တစားပေါ့ကွာတူပြကြပါစို့ကွာအဲ့ဒီလိုနေလာလိုက်ကြတာသပင်းနဲ့ယူသွားကြအဖိုးအဖွားရွယ်တွေတောက်ကုန်ကြရောဆိုပါတော့မိစားကုံစိတ်ကန်းတဲ့အရွယ်တွေမို့တနေ့မှာယောက်ျားဖြစ်သူကလူကြီးယောက်ကနေဆုံးရှာရောဆိုပါတော့စဉ်းစားခဲ့တဲ့အတွေ့တွေကလေးတွေကိုဘသူတာဝန်ယူမှလဲတော့တငယ်ချင်းရဲ့မင်းကလည်းမင်းအကြောက်အုပ်ကူကိုနေတိုင်းလာကြည့်ပြီးငိုနေတာမပင်ပန်းဘူးလားကွယ်မပင်ပန်းပါဘူးဟဲ့ငါမပင်ပန်းပါဘူးငါယောက်ျားလေးကနောက်အိမ်နောက်ပြုချင်းရင်သူ့အုပ်ကူလေးကိုဆောက်တဲ့အထိဆောက်မှဆိုလို့6လာကြည့်နေတာပါဟဲ့အမလီယောက်ျားရဲ့စင်ကလေးတွေစင်အကျွေးတွေကိုဘသူတောင်းယူမှလဲတော့သူ့ရင်ထဲကစိတ်တစားကိုတသက်လုံးမျိုးသိလာပြီးသူ့တငယ်ချင်းအပေါ်ဆောင်းထိန်လာခဲ့တယ်။အုံမိုးသမားကျန်ရည်သူဟာအခုတော့သူ့တငယ်ချင်းဆုံးသွားပြီမို့တသက်လုံးသူသိကျင်နေတဲ့ဥစ္စာကိုမေးဖို့ဆုံးဖြတ်လိုက်တာပေါ့ကွာ။အဲ့ဒါနဲ့တနေ့တော့သူ့တငယ်ချင်းအဖွားအုံ2ဦးသားလမ်းမှာတွေ့ကြတော့တငယ်ချင်းရဲ့အခုရေရောက်တော့မှငါမှမယုံမသားစိတ်မရှိပါဘူးဟာဒါပေမဲ့အဲ့ဒီအဖြစ်ကိုငါမသိသွားရရင်တေဖြတ်မှမဟုတ်ဘူးငါသိရစေဟာဘာများပါလဲဟင်ပြောပါဦးဒီလိုပါဟိုတော့ငါသာလေငါနစ်ကိုချစ်တယ်လို့ပြောခဲ့ရင်မင်းငါကိုဘယ်လိုပြန်ဖြစ်မလဲဆိုတာကိုသိကျင်လိုက်တာဟဲ့အဖိုးကအဲ့ဒီလိုမွေးလိုက်တော့အဖွားကြီးကပြုံးပြီးဘယ်လိုပြန်ဖြစ်လဲဆိုတော့အဲ့ဒီတုန်းကသာမင်းငါကိုဖွင့်ပြောခဲ့ရင်ငါနစ်ကိုလက်ခံမှာပေါ့တဲ့လေဆက်တို့ပြောချင်တာကတော့အုံမုံဝေဒနာဆိုတာတသက်လုံးတမီးမီနဲ့ခံစားနေရမှာပေါ့လေတပည့်ကြီးကိုအဲ့ဒီလိုမခံစားစေချင်ဘူးဒါဆိုကျွန်တော်ဖွင့်ပြောဖို့နောက်မကြသေးဘူးပေါ့နော်ဆရာတော့ဘိုက်ကလေးအမေကိုကျုံမဖြေတော့ပဲကျုံကြည့်တာလုံးမိတော့သည်သာ